မင်းတို့ပိတ်ထားတဲ့တကားတွေကိုရောင်လို့တောင်သွားမခေါင်းနဲ့မင်းကိုမဖိတ်ခေါ်တဲ့ပွဲတွေကိုရောင်လို့တောင်ခြေဦးမလဲနဲ့မင်းကိုမလိုလားတဲ့ပုံပြလာရင်လမ်းတွေ့ရင်တော့ပြုံးမပြနဲ့ပတ်စံမပါရင်ဆိုင်လိုက်မထိုင်နဲ့လူဆိုတာရှိတဲ့နဲ့မာနတော့ရှိကိုရှိရမယ်ဒါကြောင့်ကိုယ့်ကိုမလိုအပ်တဲ့သူတွေကိုကိုယ်ကလည်းမလိုအပ်ကြောင်းပြလိုက်တာကိုယ့်ကိုမကြိုဆိုတဲ့ရက်ကနေချက်ချင်းလှည့်ထွက်လာရတဲ့မာနမျိုးတော့ရှိကိုရှိနေဖို့လိုအပ်တယ်ကောင်းသားရင်ပြောတာမိပါတောင်းစားရင်ပြောတာပဝင်းချင်းအစင်မပြေနေကျင်တာဆွေမျိုးသူတို့ထပ်သားရင်မနာလိုတာအပေါင်းအသင်းဒါကြောင့်ပဝင်းချင်းကိုလည်းတိတ်ကူးမဆိုင်နဲ့ဆွေမျိုးတွေကိုလည်းအာမကိုနဲ့အပေါင်းအသင်းကိုလည်းတိတ်မမှန်နဲ့ကိုမိဘနဲ့ကိုရဲ့မိသားစုကိုသာဂရုစိုက်ပြီးချစ်ခင်ပေးဖို့မမေ့ကြနဲ့အလုံးလုံးနေတဲ့သူကသူတော်ဘာကိုလိုက်ကြည့်နေဖို့အချိန်မရှိဘူးကိုဘွားအောင်မြင်တိုးတက်ရေးအတွက်ဒီဇိုင်းမတ်ကြိုးစားနေတဲ့သူကတခြားသူတွေဘာလုပ်တယ်ဘာတွေပြောနေတယ်ဘာတွေပိုင်ဆိုင်နေတယ်ဆိုတာကိုလိုက်ကြည့်နေဖို့အချိန်မရှိတော့ဘူးသူတို့ရဲ့အတွေ့အထဲမှာဘဝအောင်မြင်တိုးတက်ဖို့အတွက်ဘာပြီးရင်ဘာတွေလုပ်ရမယ်ဘယ်လိုအရာတွေကိုလေ့လာရမယ်ဘယ်လိုလူတွေနဲ့တွေ့ဆုံပေါင်းသင်းရမယ်ဆိုတဲ့အရာတွေကိုပဲအမြဲစဉ်းစားပြီးဒီဇိုင်းမတ်လုပ်နေတာကြောင့်တခြားသူတွေရဲ့အကြောင်းကိုပြောဖို့တွေးဖို့နဲ့တခြားသူတွေကိုလိုက်ကြည့်နေဖို့အချိန်မရှိတတ်ကြဘူးဒါကြောင့်သူတို့ဘာကိုအချိန်ပြေးလိုက်ကြည့်နေတယ်မနာလိုသိမ့်နဲ့အတင်းပြောနေတဲ့သူတွေဟာသူတို့ကိုယ်တိုင်လည်းအစွမ်းစားမရှိအစွမ်းစားရှိတဲ့သူတွေတိုးတက်အောင်မြင်သွားတာကိုလည်းမနာလိုမရှုစိမ့်နိုင်သူတွေပဲဖြစ်ကြပါတယ်ဒီလိုလူတွေဟာကိုယ်လမ်းမမီရဲ့အပင်မောတပြည့်တီးကိုချင်းတယ်လို့ပြောတတ်တဲ့ပုံမြင်တွေကမြေခွေးပမာပါပဲဒီလိုလူတွေရဲ့ဝေဖန်သံတွေမနာလိုမှုတွေကိုဂရုမစိုက်ပဲကိုယ်လမ်းကိုလျှောက်ပါကိုလုံးစရာရှိတာကိုသာဆက်လုပ်ပါလုံးရမရှိပဲအပြောလောက်ပဲရှိတဲ့သူတွေဟာပြောလို့မောတဲ့အခါအလိုလိုရပ်သွားလိမ့်မယ်ဘာမှမထွက်ခင်ပတ်စံရေးဖို့မပြင်းနဲ့သူတော်ဘာရဲ့အိမ်ကိုအကြောင်းကြီးငယ်မရှိပဲဧည့်သည်သွားမလုံးနဲ့အပြင်သွားတဲ့အခါပတ်ဝန်းကျင်ကိုသတိမပြတ်စေနဲ့ရွှေတွေနဲ့အဖိုးတန်ပစ္စည်းတွေကိုမလိုအပ်ဖဲထုတ်မကြွားနဲ့ဘဏ်ကောက်မပုံတင်ရန်မောင်းလိုက်စဉ်ပတ်စပို့စားတဲ့အရေးကြီးချက်လက်တွေကိုဆိုရှယ်မီဒီယာမှာမတင်မိစေနဲ့အခုမှစတင်ရင်းနှီးတဲ့သူနောက်ခံအကြောင်းကိုတေချာမသိရသူတွေနဲ့ငွေရေးကြေးမပတ်သက်မိစေနဲ့မိမိရဲ့ငွေကြေးဒါမှမဟုတ်အရေးကြီးစာရွက်စာတမ်းတွေတိုးဝှက်တင်စီထားတဲ့နေရာကိုကိုယ့်ရဲ့မိသားစုကလွဲလို့တခြားသသိန်းတွေကိုမသိသေးနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကငွေလားချေးတဲ့အခါဘူးကိုခေါ်ခိုင်းမှာ AI နဲ့မျက်နှာပြုပြင်ထားတာဟုတ်မဟုတ်အတည်ပြုနိုင်မှုအတွက်အခြေအနေငယ်ကြာစကားပြောပါဒါနဲ့မှမလုံလောက်သေးဘူးထင်တဲ့အခါလူချင်းတွေးမှငွေချင်းငားမဲ့အကြောင်းကိုပြောလိုက်ပါအပြင်သွားတဲ့အခါအရေးပေါ်ခေါ်ဆိုနိုင်ဖို့အတွက်ဖုန်းဝေဖြည့်ထားဖို့မမေ့နဲ့အပြင်ရောက်နေတဲ့အခါနိုင်ဝချားတစ်ခါဒါမှမဟုတ်တနာရီကြားတစ်ခါလောက်ကိုယ်ပဲနေရာမှာရောက်နေတယ်ဆိုတာကိုမိသားစုကိုစာပို့ထားပါကာလာဆိုးဤနိုင်အသက်ကိုညံဆောင်၏ဥစ္စာကိုကန်ဆောင်လေ၏ငွေစုရတာငွေရှာရတာတပူခတ်ပါတယ်ငွေစုတယ်ဆိုတာပညာပဲမိမိငွေကိုသူများလက်ထဲဘယ်တော့မှမထားနဲ့ချမ်းသာခြင်းရဲ့စုဘူးနဲ့စုဒုက္ခရောက်ခြင်းရင်တော့စုမဲစုစားသမျှမစင်ဖြစ်တယ်ဆိုတာမမေးနဲ့လူတန်းသိမနေနိုင်ခင်လူတန်းသိမစားခြင်းနဲ့အာဟာရဖြစ်အောင်ကျန်းမာအောင်ပဲစားဓမင်းနဲ့မအောင်စားဖို့ကြိုးစားနေတဲ့အချိန်မှာအကောင်းဆုံးအလှကုန်တွေသုံးဖို့မစင်စားနဲ့လူတယောက်အသက်ရှင်ဖို့လိုအပ်ချက်ထဲမှာစားဝတ်နေရေးပဲပါတယ်ဒါကြောင့်မအောင်မြင်ခင်မလှခြင်းနဲ့အောင်မြင်လာရင်အလိုလိုလှလာလိမ့်မယ်မယုံရင်ဒီနေ့အောင်မြင်နေသူတွေရဲ့အရင်ရုပ်ကိုလေ့လာကြည့်လိုက်တကယ်တော့အိတ်တယ်ဆိုတာတေးခြင်းတစ်မျိုးပဲအသက်60မှာတေးသွားရင်မင်းတကယ်အသက်ရှင်ခဲ့ခြင်းကနှစ်40ပဲရှိလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မင်းအသက်ရှင်ခြင်းရဲ့သုံးပုံတစ်ပုံဟာအိယာထဲမှာကုန်ဆုံးခဲ့တာကြောင့်ပဲ။ဒါကြောင့်သူများနေထပ်သားခြင်းသူများနေထပ်ပို့ပြီးကြိုးစားရမယ်။သူများနေအိတ်နေတဲ့အချိန်မင်းလည်းအိတ်နေမယ်ဆိုရင်တော့သူများနဲ့တန်းတူပဲဖြစ်နေမှာပဲ။ဒါကြောင့်ကျမ်းမာရေးနဲ့ညီညွတ်ရုံပဲအိတ်အလုတ်ကိုပို့ပြီးကြိုးစားဒါမှသူများနေထပ်ပိုးတာတယ်ပိုးတော်တဲ့သူဖြစ်လာမှာပေါ့သူများဖောက်တဲ့လမ်းကိုမရှောင်နဲ့ကိုလန်းကိုဖောက်ပြီးကိုလန်းကိုပဲရှောက်ဒါဆိုဘယ်တော့မှဘေးမရောက်ဘူးဆိုတာကိုမြဲမြဲမှတ်ထားကိုဖောက်တဲ့လမ်းကိုသူများနေလာလျှောက်တဲ့အခါမှလည်းရံမလုံးနဲ့အရှက်မခွဲနဲ့ဒါဟာဂုဏ်ယူစရာတစ်ခုဆိုတာကိုနားလည်ထားရမယ်ဘာကြောင့်လဲဆိုတော့မင်းနောက်ကိုလိုက်မယ်နောက်လိုက်တွေရှိနေပြီမို့လေစိတ်ဓာတ်ကိုမြင်မြင်ထားပါစိတ်ထားဆိုတာမြင့်မှမြတ်တာပါဘာပဲလို့အစဉ်ပြေခြင်းစေနာလေးထားပြီးလို့အကျိုးမြတ်ကိုရှေ့တန်းတင်နေသမျှတော့တသက်လုံးမကြည့်ပါဘူးမှတ်ထောင်မြင်ရာဆွန့်တက်ရမယ်ဒါကြောင့်သိငယ်တဲ့လူဝင်ဆန္ဒတွေကြောင့်ကြီးမားတဲ့ရည်မှန်းချက်တွေကိုအပြတ်စီးမခံနဲ့
အသေးဖွဲကိစ္စလေးတွေအလိုမပြေတာကြောင့်စိတ်တော့ကအရောက်မခံနဲ့အချိန်ကုန်မခံနဲ့ဆုံးလို့တင်တာတွေကိုရဲရဲသာဆုံးလို့ပြစ်လိုက်အိမ်မပိုင်သေးပဲကာဝယ်မစီးနဲ့ကားဆိုတာဘာကားနဲ့ပဲတော်ခရီးရောက်ဖို့ကအဓိကပဲလူစိမ်မခံနိုင်သေးခင်ဖင်ကိုအရင်စိမ်မခံခြင်းနဲ့နေတရားရှိရင်စားတရားမပူသလိုလူမသေးငွေလည်းမရှာဘူးလေကိုပိုင်ကားမစီးနိုင်သေးခင် iPhone ဝယ်မကင်နဲ့ iPhone 10 လုံးလောက်ဆိုကားတစ်သီးဝယ်လို့ရပြီလေ iPhone မကင်နိုင်တာရှက်စရာမဟုတ်သလို iPhone ဆိုတာဘဝအတွက်မရှိမဖြစ်အရာလည်းမဟုတ်ပြန်ဘူးရတနာမစုနိုင်သေးခင်မှာ brand ပစ္စည်းတွေကိုမကင်ခြင်းနဲ့ရတနာဆိုတာရှိတစားမရှိဝင်တာဆိုသလိုအချိန်မရွေးငွေဖော်လို့ရတယ် brand ပစ္စည်းတွေကြတော့အမတ်တသိက်ကြောင့်ဈေးကြီးနေတာမို့ပြန်ရောင်းရင်သေးကြပေါက်ရှုံးမှာဖြစ်သလိုပြန်ရောင်းဖို့လည်းခက်တတ်တယ်ကွဒါကြောင့်လူထင်ကြီးခံရဖို့အပင်ပန်းခံမကြိုးစားနဲ့ကို့မရှိရင်ဘယ်သူမှစံတပူးလာမပေးဘူးမင်းကိုလူတွေလေးသားအားကြပြီးတူယူလာတဲ့အထိကြိုးစားပြလိုက်စမ်းပါလက်ညှိုးထိုးတာသူတို့အလုပ်လက်မထောင်နိုင်အောင်ကြိုးစားရမှာမင်းရဲ့အလုပ်ပဲမင်းမှာအချိန်တွေအများကြီးကြံသေးတယ်ဒါကြောင့်နောက်ဆုံးအချိန်ထိကြိုးစားပြလိုက်အကောင်းဆုံးအချိန်ဆိုတာဒီအချိန်ပဲဒါကြောင့်အခုချက်ချင်းပဲမင်းရဲ့ဘဝကိုပြောင်းလဲပြလိုက်ကြိုးစားပြလိုက်ကောင်းလေမတွေးနဲ့ကိုနာလူတွေကကိုလိုစိတ်ထားမျိုးရှိလိမ့်မယ်လို့မထင်နဲ့ကိုသူ့ဘော်ကောင်းခဲ့သလိုကိုလက်ကြပြန်ကောင်းလိမ့်မယ်လို့မယုံနဲ့ကိုရှိမှအကောင်းပြောသလိုကိုနောက်ွယ်မှလည်းအကောင်းပြောနေလိမ့်မယ်လို့အသွားပြန်ရှိတာအခုမင်းလျှောက်နေတဲ့လမ်းပဲသွားခြင်းဆက်သွားလို့ရတယ်မသွားခြင်းရက်နေလို့လည်းရတယ်နောက်ကိုပြန်လဲလို့လည်းရတယ်ဒါပေမဲ့မင်းမြဲမြဲမှတ်ထားဖို့လိုတာလူမှုဆက်ဆံရေးမှာတော့အားတဲ့သူအတုံးချခံရမယ်ဆိုတာပဲကျွဲကိုရှေ့ကနေသတိထားမြင်းကိုနောက်ကနေသတိထားလူကိုကြအဖက်ဖက်ကနေသတိထားတဲ့ဟုတ်တယ်ဗျတချို့လူတွေကမလို့တစ်မျိုးလိုတစ်မျိုးတချို့လူတွေကမြှောက်ပေးလိုက်ရိုက်ချလိုက်တချို့လူတွေကအနာပေးလိုက်ဆေးပေးလိုက်တချို့လူတွေကမနာလိုလိုက်ဂုံးတိုက်လိုက်နဲ့အမျိုးမျိုးဖြစ်နေကြတော့လူတွေကိုအဖက်ဖက်ကသတိထားတာအကောင်းဆုံးပဲရင်မဖွင့်တဲ့သူ9ယောက်နံပါတ်1နှုတ်ဖွာသူနှုတ်ဖွာတဲ့သူတွေကသူတို့ကိုမင်းရင်ဖွင့်လိုက်တဲ့စကားတန်းကိုတခြားသူတို့တေချာပေါက်ပြန်ပြောပြကြလိမ့်မယ်နံပါတ်2မနာလိုသိမ်းများသူမင်းပေါ်မနာလိုတဲ့သူတွေကမင်းရဲ့အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းကိုအမြဲဖြစ်စေခြင်းကြတာကြောင့်မင်းရဲ့လိုအပ်ချက်တွေမင်းရဲ့အားနည်းချက်တွေကိုမင်းရဲ့ပြိုင်ဘက်တွေကိုပြန်ပြောကြလိမ့်မယ်ပြီးတော့မင်းရဲ့ကြွယ်ရာမှာမဟုတ်တန်တရားတွေပြောပြီးမင်းရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးကြလိမ့်မယ်နံပါတ်3ဒေါသကြီးသူဒေါသကြီးတဲ့သူတွေကလည်းမင်းပြောလိုက်တဲ့မင်းရဲ့လိုအပ်ချက်တွေကိုမခံကျင်စိတ်ဒေါသစိတ်တွေကြောင့်မရည်ရွယ်ပဲလှုပ်ခနဲပြောမိတတ်တယ်နံပါတ်4အရက်သေးတာတောက်စားတတ်သူထေရမှုတော့ကျွဲဖို့ပေါ်ဆိုတဲ့စကားပုံအတိုင်းပဲအရက်သေးတာတောက်စားတတ်တဲ့သူတွေကလည်းရေချိန်ကြိုက်လာရင်လှုပ်ဝက်ချက်ရောပါရောသတိမရတော့ပဲပြောချပြလိုက်တာမျိုးတွေဖြစ်တတ်တယ်နံပါတ်5လုပ်ငန်းတူလုပ်ကိုင်နေတဲ့သူလုပ်ငန်းတူလုပ်ကိုင်နေတဲ့သူတယောက်ကိုဘလောက်ပဲခင်မင်းရင်းနေပါစေမင်းရဲ့အတွင်းရေးတွေမင်းရဲ့လိုအပ်ချက်တွေကိုရင်မဖွင့်တာအကောင်းဆုံးပဲဘာကြောင့်လဲဆိုတော့မင်းရဲ့လိုအပ်ချက်တွေမင်းရဲ့အတွင်းရေးတွေကိုတည်သွားတဲ့ပြိုင်ဘက်ဟာအချိန်မီမင်းကိုအလဲထိုးအနိုင်ယူသွားနိုင်တာကြောင့်ပဲဒါကြောင့်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုယ့်ရဲ့အတွင်းရေးတွေကိုဒီလို၅မျိုးကိုဘယ်တော့မှရင်မဖွင့်မိစေနဲ့